တိတ်ဆိတ်နေတဲ့တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတဲ့ခေတ်မီတိုက်အင်ကြီးတစ်လုံးအဲ့ဒီအိမ်မှာနမကြီးတရုတ်ဆောင်မင်းသားမင်းထက်နေထိုင်ပါတယ်။မင်းထက်ကလုံငွေရေးကိစ္စတွေမှာတိတ်မပတ်သက်ပဲအိမ်ထဲမှာပဲအနေများတဲ့သူပါ။သူ့အိမ်မှာအိမ်ကိုဖြစ်လောက်ခံနေတာကတော့အသက်25နှစ်အရွယ်အေးစစ်စစ်နေတဲ့ကောင်မလေးနွေနွေပဲဖြစ်ပါတယ်။နွေနွေမှာတော့အသက်9နှစ်အရွယ်သမီးလေးပို့ပို့ရှိပြီးမင်းထက်ကသဘောကောင်းစွာနဲ့ပဲအိမ်မှာအတူခေါ်ထားဝင်ပြပါတယ်။မင်းထက်ကအမြဲတမ်းအခန်းထဲမှာတယောက်တည်းစားသားတွေချက်လေ့ကျင့်ခန်းတွေလုပ်နေတတ်တယ်။တခါတလေအခန်းထဲကနေရေတန်းတွေငိုးတန်းတွေအကျယ်ကြီးပေါ်ထွက်လာတတ်တာမို့နွေနွေကတော့ဒါတရုတ်ဆောင်တယောက်ရဲ့အလုပ်လိုပဲမှတ်ယူထားပါတယ်။ဒါပေမဲ့ထူးခြားတာကတော့သမီးလေးပို့ပို့ပါ။ပို့ပို့ကအိတ်ကြီးရဲ့အပေါင်ကျတဲ့တောင်တွေမှာတယောက်တည်းစကားပြောနေတတ်တယ်။နွေနွေကဘသူနဲ့ပြောနေရလဲလို့မေးပို့ပို့ကဦးမင်းထက်နဲ့စော့နေတာလို့ဖြေလေးရှိတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမင်းထက်ကသူ့အခန်းထဲမှာအလုပ်ရှုပ်နေတာကိုနွေနွေမြင်နေရတာပါ။ဒီနေ့မှာမင်းထက်အပြင်သွားနေခိုင်းနွေနွေကမင်းထက်ရဲ့ပိတ်ထားတဲ့လျှို့ဝှက်အခန်းထဲကိုတန်ရှင်းရင်လုပ်ဖို့ဝင်သွားမိလိုက်ပါတယ်။အဲ့ဒီအခန်းထဲမှာမှန်ချက်ကြီးအကြီးကြီးတွေနဲ့အတူမင်းထက်ရဲ့ရုပ်ရှင်ကားဟောင်းတွေကပိုစတာအပြည့်နဲ့ရှိနေပါတယ်။နွေနွေအံ့ဩသွားတာကစပွဲပေါ်မှာတင်ထားတဲ့စိမတ်တန်းတစ်ခုပါ။အဲ့ဒီစိမတ်တန်းအရာမင်းထက်ဟာလွန်ခဲ့တဲ့နှစ်ကတည်းကကားအစိတ်ဓာတ်တစ်ခုနဲ့ဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။နွေနွေကစိမတ်တန်းကိုဖတ်ပြီးတုံ့လို့သွားခဲ့ပါတယ်။မင်းသားအစိတ်ကလွန်ခဲ့တဲ့နှစ်ကတည်းကဆုံးမသွားပြီဆိုရင်အခုအိမ်ပေါ်မှာရှိနေတာကဘာတူလဲ။အဲ့ဒီချိန်မှာပဲအခန်းကျောင်းကနေတမီးလေးပို့ပို့ရဲ့ရေတံကိုကြားလိုက်ရပါတယ်။ပို့ပို့ကဘာမှမရှိတဲ့လေဟာနယ်ကိုကြည့်ပြီးဦးသမီးကိုဒီပုံမြင်ပြောပြအောင်လေလို့ပြောနေရပါ။နွေနွေဟာငယ်စဉ်ကလေးကတခြားသူတွေမမြင်ရတဲ့အရာတွေကိုမြင်နိုင်တဲ့အစွမ်းရှိပေမဲ့ဒါကိုအမြဲတမ်းဖုံးကွယ်ထားခဲ့တာပါ။အခုသူမအာယုံကိုစုစည်းပြီးကြည့်လိုက်တဲ့အခါပို့ပို့ရဲ့ဘေးမှာရက်နေတာကပိန်ပိန်ပပနဲ့တနာစရာကောင်းတဲ့မျက်နှာရှိတဲ့မင်းထက်ရဲ့အစိဝိညာဉ်ဖြစ်နေပါတယ်။သူကနွေနွေကိုကြည့်ပြီးနှက်ခမ်းလေးလှုပ်ယုံပြောလိုက်တယ်။သူ့ကိုတတိထားပါနွေနွေအခန်းထဲကနေအမြန်ပြေးထွက်ဖို့ကြိုးစားစင်မှာပဲအခန်းဝမှာအရေးတစ်ခုကပိတ်ရက်လိုက်ပါတယ်။အဲ့ဒါကတော့အပြင်ကနေပြန်ရောက်လာတဲ့မင်းထက်အတူပါ။သူ့ရဲ့မျက်နှာကအမြဲတမ်းလိုပြုံးနေပေမဲ့အခုတော့အဲ့ဒီအပြုံးကခြောက်ချားစရာကောင်းလောက်အောင်ကြောက်ဖို့ကောင်းနေပါတယ်။နွေနွေမင်းမသိတဲ့နာတွေကိုတိသွားပြီပဲလို့သူကအေးဆက်ဆက်ပြောလိုက်ပါတယ်။တကယ်တော့သူကမင်းထက်ရဲ့ရုပ်ချင်အတော်လေးစင်တူတဲ့မင်းထက်ရဲ့ဝမ်းကွဲညီကိုတယောက်ဖြစ်ပြီးမင်းထက်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ကြိုးကြားမှုတွေကိုမဆုံးရှုံးခြင်းလို့မျက်နှာကိုခွဲစိတ်ပြုပြင်ပြီးမင်းသားအစ်စ်အဖြစ်ဟန်ဆောင်နေတာပါသူကနွေနွေနဲ့ကလေးကိုအန်ရပေးဖို့အရှိကိုတလန်းချေတိုးလာပါတယ်နွေနွေကသမီးလေးကိုပွေ့ချပြီးနောက်ဆုတ်ရဲကြောက်လက်တကြားနဲ့အော်နေမိလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအခန်းထဲကမီးဆိုင်တွေတုံခါလာပြီးလျှက်စစ်ဝါယာကြိုးတွေကနေမီးပွေပြီးထွက်လာပါတယ်မင်းသားအစစ်ရဲ့ဝိညာဉ်ကသူ့ရဲ့တည်ရှိမှုကိုနောက်ဆုံးအချိန်ဖြစ်အားကုန်သုံးပြီးခေါ်ပြလိုက်တာပါသူကနွေနွေကိုစိုက်ကြည့်ပြီးပြေးတော့လို့အတန်ကိုအော်တိုင်းသမျှအော်ပြီးပြောလိုက်ပါတယ်ချက်ချင်းဆိုသလိုအခန်းထဲကလိုက်ကာတွေမှာမီးဆွဲလောင်ပြီးမင်းသားအတုနဲ့နွေနွေတို့ကြားမှာမီးတတိုင်းကြီးတစ်ခုချားသွားပါတယ်နွေနွေကသမီးလေးကိုချီပြီးအိမ်ကြီးထဲကနေအမြန်ဆုံးပြေးထွက်ခဲ့ပါတယ်သူမအိမ်အပြင်ကိုရောက်လို့နောက်လက်ကြည့်လိုက်တဲ့အခါအဲ့အိမ်ကြီးတစ်လုံးလုံးမီးတောက်တွေကြားရဲမြုံနေပါပြီမီးတောက်တွေထဲမှာမင်းသားအတုရဲ့အော်ဟစ်တန်တဲ့အတူဒရင်းပေါက်မှာတစ်ခုကရက်ပြီးလက်ဝဲရမ်းနေတဲ့မင်းသားအစီရဲ့ဝိညာဉ်ကိုသူမနောက်ဆုံးအနေနဲ့မြင်လိုက်ရပါတော့တယ်